နိုင်ငံခြားထွက်ပြီးအလုပ်လုပ်နေတဲ့သူတွေကိုလူတွေကအားကြကြတယ်သိပြီးအထင်ကြီးကြတယ်ဘာလို့လဲဆိုအင်ကိုပတ်စံတွေထောက်ပံ့နိုင်တယ်လိုချင်တာဝယ်ပေးနိုင်တယ်မြေတွေဝယ်အိမ်တွေဆောက်နိုင်တယ်သူတို့အားကြစရာပေါ့ဒါပေမဲ့သူတို့မမြင်နိုင်တဲ့ဘက်ချမ်းမှာနိုင်ငံခြားရောက်နေတဲ့သူတွေရဲ့နေ့စဉ်ဘဝကိုဘယ်လိုဖြတ်တန်းနေရလဲဆိုတာပါပဲနိုင်ငံခြားဆိုတဲ့အရက်ကကျမ်းမာရေးမကောင်းတဲ့အခါလက်ထဲငွေရှိနေတော့ဘာသာစကားမတက်ရင်စီးုံစီကံမပြောနဲ့တောက်ဆေးလေးတောင်ဝယ်တောက်လို့အဆင်မပြေတဲ့နေရာအပြအဲ့ဒါကိုလူတွေကမေးကြလိမ့်မယ်အဲ့ဒါဆိုဘာလို့တွယ်ကတ်နေတာလဲပေါ့ကျွန်တော်တို့ကတွယ်ကတ်နေတာမဟုတ်ဘူးခင်ဗျကျွန်တော်တို့နောက်မှာရှိတဲ့မိသားစုတွေစာဝတ်နေအဆင်ပြေဖို့အတွက်အရာရာအားလုံးကိုသိခံပြီးနေရတာဗျတချို့တွေကကျွန်တော်တို့နိုင်ငံသားရောက်နေတယ်အိမ်ကိုပတ်စံအများကြီးပို့တယ်ဆိုပြီးအထင်ကြီးပြီးတော့အကူအညီတွေလှမ်းတောင်းကြတယ်ပတ်စံတွေချီးကြတယ်ခင်ဗျဒါပေမဲ့ကျွန်တော်တို့အိမ်ကိုပတ်စံတွေအများကြီးပို့နိုင်တယ်ဆိုတာကျွန်တော်တို့ဒီမှာဘယ်လိုတွေစားတော့နေရလဲဆိုတာသူတို့မသိဘူးခင်ဗျတခါတလေဆိုရင်ကြက်ဥလေးတစ်လုံးကြော်စားလိုက်ရတဲ့အခါတွေရှိသလိုခောက်ဆွဲပြုတ်လေးတစ်ထုပ်နဲ့ညစာကိုကြည်နှက်လိုက်ရတဲ့ညတွေလည်းအများကြီးခင်ဗျအဲ့လိုလေးတွေစားတော့လေးတွေကိုချို့ချံချွေတာပြီးတော့ထွက်တဲ့လစာလေးကိုပိုအောင်စုပြီးအိမ်ကိုမြများဆဆပို့နိုင်အောင်ကြိုးစားရတာခင်ဗျအကူအညီတောင်းတဲ့သူတွေကိုကျွန်တော်အပြစ်ပြောတာမဟုတ်ပါဘူးကျွန်တော်တို့လည်းဒီမှာအခက်ခဲတွေအဆင်မပြေမှုတွေအများကြီးပါခင်ဗျတခါတလေဆိုရင်ကျွန်တော်တို့မလုပ်ချင်တဲ့အရာတွေမစားချင်တဲ့အရာတွေမသွားချင်တဲ့နေရာတွေအရာရာအားလုံးကိုသိခံပြီးတော့စ조사ပြီးနေရတဲ့အခိုက်အတန့်တွေအများကြီးပါခင်ဗျတခါတလေဆိုရင်ကျွန်တော်တို့တွေမိုးရွာအိတ်ချင်နေတဲ့အချိန်လေးတွေရှိတယ်မနက်ပိုင်းအစောကြီးအလုပ်ကိုထလာရတဲ့အချိန်လေးဆိုရင်ကျွန်တော်တို့မထချင်ဘူးလေဗျာဒါပေမဲ့မထလို့မှမရတာနိုင်ငံသားဆိုတဲ့အရက်ကိုရောက်နေတဲ့အတွက်ကျွန်တော်တို့မထဘဲနဲ့ပေတီပြီးအိတ်နေလိုက်လို့ရှိရင်နောက်နေ့ကျွန်တော်တို့ဒီအလုပ်မှမရှိတော့ဘူးခင်ဗျာအဲ့တော့အလုံးမပြုတ်ရအောင်ကျွန်တော်တို့တောင်းရင်ကျွန်တော်တို့ကြည်ပြောင်းထမ်းဆောင်ဖို့အတွက်မထားခြင်းလည်းထားရတယ်မလုပ်ခြင်းလည်းလုပ်ရတယ်မသွားခြင်းလည်းအလုပ်ကိုမရောက်အောင်တော့သွားရတယ်ခင်ဗျဒါနိုင်ငံခြားရောက်နေသူတွေရဲ့ခံစားချက်ပါခင်ဗျာနောက်တစ်ခုကျွန်တော်ပြောချင်တာကတော့အိမ်ကမိသားစုကိုပါကျွန်တော်တို့ပို့လိုက်တဲ့ပတ်စံတွေကအများကြီးဆိုပြီးတော့အထင်ကြီးပြီးတော့တုံးညင်တာတွေတုံးဖြုံးညင်တာတွေမဖြုံးမှုအတွက်အကြံပြုပြရစီကျွန်တော်တို့ပို့လိုက်တဲ့ပတ်စံတွေကများနေတယ်ဆိုတာတချို့သောလတွေကကျွန်တော်တို့လစာအပြင်အိမ်ကိုပေးဖို့မလောက်လို့ဘေးကနေအတိုးနဲ့ဆွဲပြီးအိမ်ကိုပတ်စံများများပေးနိုင်အောင်ချီးငှားပြီးပို့လိုက်ရတဲ့လတွေလည်းအများကြီးရှိပါတယ်ခင်ဗျအဲ့တော့အိမ်ရသူတွေကိုလည်းကျွန်တော်ပြောချင်တာကတုံးနေတာလေးကိုတုံးကုန်နေတာလေးကိုကုန်စီးစနစ်ကြကြနဲ့ပတ်စံလေးကိုစုတင်တာလေးစုကိုယ့်ဘဝမှာမပြည့်စုံမဲနဲ့မိသားစုနဲ့ခွဲပြီးနိုင်ငံခြားထွက်ပြီးအလုပ်လုပ်နေတဲ့မိသားစုဝင်တယောက်ကိုလည်းအားနာပါလို့အကြံလေးပြုချင်ပါတယ်ခင်ဗျာတချို့ကကျွန်တော်တို့ကိုဝင်ငွေကောင်းလားလစာဘယ်လောက်ရလဲအင်ကိုဘယ်လောက်ပို့နိုင်လဲဆိုတာပဲလူတွေကမေးကြတာဗျဘယ်လိုအခက်ခဲရှိလဲဘယ်လိုနေထိုင်နေရလဲဘယ်လိုစားတော့နေရလဲဘယ်လိုပြဿနာတွေကိုဖြေရှင်းနေရလဲဘယ်သူကမှအဲ့လိုတကူးတကမမေးကြဘူးဗျအားလုံးကမိသားစုအတွက်ဆိုတဲ့စိတ်တစ်ခုနဲ့တာအလုံးလုံးနေကြရတာဘယ်သူမှနိုင်ငံခြားမှာအဆင်မပြေဘူးဗျအားလုံးကသူ့ဒုက္ခနဲ့သူတွေကြီးပဲဖွင့်ဟမပြောကြတဲ့သူတွေပဲရှိတာဗျနိုင်ငံသားဆိုတာအိတ်ချင်လဲထားရတယ်အလုံးမလုပ်ချင်လဲလုပ်ရတယ်စားကျင်တဲ့အစားအစာတွေရှိလဲအောက်ထားရတဲ့အခါတွေရှိတယ်နေမကောင်းလဲဆေးတောက်ပြီးအလုပ်ဆင်းရတယ်အပျော်ဆိုတာလဲရှိခြင်းရှိမယ်အစစ်တော့မဖြစ်နိုင်ဘူးမနေခြင်းလဲနေရသလိုနေခြင်းလို့နေလိုက်ရတဲ့အခါတွေလည်းရှိတယ်မိသားစုကိုလွမ်းပေမဲ့အိမ်မက်တွေကိုပြန်ခဲ့ရတယ်ဗျတခါတလေကြိုလဲခြင်းပေမဲ့အာတင်းပြီးရက်တီလိုက်ရတဲ့အခါတွေလည်းရှိတယ်မာနဆိုတာဘာမှမသိတော့အောင်သိခံလိုက်ရတဲ့အခါတွေလည်းမနှဲဘူးဗျဘလို့ပဲပြောပြောဘလောက်ပဲခက်ခဲနေပါစေနိုင်ငံခြားဆိုတာရောက်လာဖို့လဲခက်ခဲတယ်လို့အိမ်ပြန်နိုင်ဖို့လဲခက်တယ်ဗျ